prep ဆိုတာသိပါလားရှင် prep နဲ့ပတ်သက်ပြီးတော့ကျွန်မဒီနေ့ video မှာ sharing လုပ်ချင်ပါတယ် prep ဆိုတာ HIV ကာကွယ်တဲ့ဆေးပေါ့နော်သူထဲမှာ tenofovir disoproxil fumarate plus amitriptyline နှစ်မျိုးတွဲပေါ့နော်သို့မဟုတ် tenofovir alafenamide plus amitriptyline ပေါ့နော်အဲ့လိုမျိုးပါတယ်အဲ့တော့ prep ကိုတောက်ပုံတောင်းနေနှစ်မျိုးရှိတယ် daily တောက်တာနေ့တိုင်းတောက်တာရှိတယ်နောက်တစ်ခါ211 prep ဆိုပြီးတော့တော့တောက်တာရှိတယ်211 prep ဆိုတာကတော့ဒီလိင်ဆက်ဆံမှုမပြုခင်2နာရီကနေ24နာရီအတွင်းမှာနှလုံးတောင်းမယ်ပြီးသွားရင်လိင်ဆက်ဆံပြီး24နာရီအတွင်းမှာတစ်လုံးနောက်ထပ်24နာရီမှာတစ်လုံးဆိုပြီးတော့211 prep ရှိရပေါ့နော်အဲ့တော့ daily prep ကတော့ daily prep သုံးမယ်ပြီးရင်ဒီလိင်ဆက်ဆံတဲ့အချိန်မှာ condom သုံးမယ် condom မသုံးရင်တော့တခြားသောလိင်မတဆင့်ကူးစက်တဲ့ရောဂါတွေကိုကာကွယ်မပေးနိုင်ပါဘူးเนาะအဲ့တော့ prep သုံးထားပြီးတော့ condom မသုံးဘူးဆိုရင်လည်းမရဘူးပေါ့နော် prep လည်းသုံးမယ် condom လည်းသုံးမယ်ဆိုလို့ရှိရင်တော့ HIV ကိုကာကွယ်နိုင်ခြေ92%ရှိရလို့ဆိုပါတယ်တကယ်လို့ဆိုတော့ပြောတဲ့211 prep နဲ့ condom နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ HIV ကိုကာကွယ်နိုင်ခြေဟာเนาะဒီ87 to 96% လောက်ထိရှိတယ်လို့ပြောကြပါတယ်ဆိုတဲ့အခါကျတော့ဒီ prep ကိုဘာကြောင့်เนาะဒီprep ကဘာကြောင့်မို့လို့ HIV ကိုကာကွယ်နိုင်တာလဲဆိုလို့ရှိရင် prep ထဲမှာပါနေတဲ့ tenofovir နဲ့ amitriptyline ပေါ့เนาะဒီဆေးတွေက reverse transcriptase လို့ခေါ်တဲ့ enzyme ကိုကာကွယ်နိုင်ပြီးတော့ HIV ပိုးတွေပွားမဲ့ဟာကိုတားဆီးနိုင်တယ်ပေါ့เนาะအဲ့တော့ဒီ sexual organ တွေဖြစ်တဲ့เนาะစအိုเนาะမကွာကြတော့မိန်းမကိုပေါ့เนาะအဲ့တော့အဲ့နေရာတွေကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီဆေးကိုသုံးပြီးရင်9ရက်အတွင်းဆိုရင်ဒါစအိုကိုเนาะသူကပြေဝတဲ့ concentration ရောက်သွားပေါ့ပြေဝတဲ့ပမာဏရောက်သွားတယ်မိန်းမကိုတွေကိုတော့3ပတ်လောက်ကြာတယ်ပေါ့เนาะအဲ့တော့3ပတ်လောက်ကြာပြီးမှမျိုးသမီးတွေကိုကာကွယ်နိုင်မယ်စိတ်ချရမယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးဖြစ်တယ်အဲ့လိုရောက်သွားပြီးတော့သူကရှိနေမယ်အဲ့တော့အကယ်၍เนาะ HIV ပိုးဝင်လာတဲ့အချိန်မှာဒီပိုးဒီမပွားနိုင်တော့ဘူးဆက်ပြီးတော့မပွားနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ systemic ထဲကို infection မဝင်တော့ဘူးပေါ့เนาะအဲ့တော့ဒီလိုမျိုးလေးရှိပါတယ်အဲ့တော့ prep ကိုတောက်တဲ့အခါမှာကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဘာတွေလုပ်ရတယ်လဲဆိုတဲ့အခါကျတော့အဲ့ဒီတောက်တဲ့သူဒီเนาะဒီ HIV မရှိတာသိကြဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ HIV ရှိနေတဲ့လူမှာဒီ prep dose ဟာဘလို့မှเนาะဒီထိန်းချုပ်နိုင်မှာမဟုတ်ဘူးသူဒီဒါဆေးရင်ပါမှုဖြစ်သွားနိုင်တယ်ဒါဒီချက်ကနေချက်ကကြတော့အဲ့ဒီမှာပါနေတဲ့ tenofovir ကကြောက်ကက်ကိုထိနိုင်တဲ့အတွက်ကြောင့်မို့လို့ကြောက်ကက် function ပေါ့เนาะ renal function test စစ်ဖို့လိုပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်အသေးအောင်ဘီပိုးရှိလားမရှိလားဆေးရမယ်ဘာလို့လဲဆိုတော့အဲ့မှာပါတဲ့ဆေးကအသေးအောင်ဘီပိုးကိုလည်းထိန်းချုပ်နိုင်တယ်အဲ့တော့ထိန်းချုပ်နိုင်ကောင်းတာပေါ့ဆိုမဲ့လည်းပဲကိုယ်သဘောနဲ့ကိုအဲ့လိုတောက်လာတဲ့အချိန်မှာတော့ထိန်းချုပ်ထားတယ်မတောက်ဘဲနဲ့ရက်လိုက်တဲ့အချိန်မှာကျတော့ဘီပိုးတွေထားကြွလာပြီးတော့အသေးပြက်စီးတဲ့အထိဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဘီပိုးကိုလည်းစစ်ဖို့လိုပါတယ်ဒါလေးကတော့ဒီ3မိနစ်တွင်းလေးမှာကျွန်မက prep နဲ့ပတ်သက်ပြီးတော့ sharing လုပ်လိုက်တာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့သိလို့တာများရှိလို့ရှိရင်လည်းပဲကျွန်မကို comment ထဲမှာမေးသွားလို့ရပါတယ်အဲ့တော့ဒီ prep နဲ့ပတ်သက်ပြီးတော့အကြောင်းအရာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခြားသောသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်ပဲဖြစ်ဖြစ်မေးသွားလို့ရပါတယ်ကျွန်မအနေနဲ့တက်နိုင်ဆုံးပြင်ဆင်ပြီးတော့ဖြေကြားပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်